မင်္ဂလာပါရှင်တနေ့အရေးသားဘာချက်မလဲဆိုတာစဉ်းစားမှာဆိုလို့9ရက်စာလုံးကြိုတွေးထားပါတယ်ဒီနေ့ကတော့ရွှေပြုံသီးနဲ့ကြက်သားချက်ပါမယ်ကြက်သားတွေကိုကြက်သွန်ဖြူနီချင်းထောင်းထားတာရဲ့ဆက်နွင်းရဲ့အယောင်တွင်မဟုတ်ရဲ့မပိနဲနဲရဲ့စားရဲ့စီရဲ့ထည့်ပါမယ်ရှင်ရွှေပြုံသီးကအရန်ချိုတာရဲ့ခဏနေထက်ညက်လေးပါထည့်မှာဆိုတော့ဒီနေရာမှာအရသာမဟုတ်မသုံးတော့ပါဘူးရှင်စီထည့်ပြီးရင်တော့အားလုံးကိုရောပြီးသမနေအောင်နေပေးရပါမယ်ရှင်ကြက်သားလေးအသားတင်းဝအောင်လို့ခဏလေးတည့်ပေးထားလိုက်ပါမယ်ရှင်ကြက်သားထဲမှာပါတဲ့အရည်လေးလည်းခမ်းပြီဆိုလို့ရှင်နော်ကိုလိုချင်တဲ့ရေပမာဏထပ်ထည့်ပြီးသွားလို့ရှင်အမွှေးနှံသားအနေနဲ့စပလင်တစ်ချောင်းရဲ့ထညက်တစ်ခဲရဲ့ထပ်ထည့်ပြီးအဖုံးလေးအုပ်ထားပေးလိုက်ပါမယ်ရှင်ဒီနေရာမှာရွှေပြုံသီးနဲ့ထညက်ကအရန်နဲ့လိုက်ဖက်မှုရှိတယ်လို့ခံစားရပါတယ်ရှင်ကြက်သားချက်နေတော့မှရွှေပြုံသီးကိုအနေတော်လေးတုံးပြီးတော့အခွန်လေးတွေခွာထားပေးလိုက်ပါမယ်ရှင်ရွှေပြုံသီးကိုလေအပေါ်ရန်လေးကြည့်ပြီးတော့စီးတယ်မစီးဘူးခွဲလို့ရတဲ့နီလန်းလေးရှိရင်လည်းပြောပြပေးခဲ့ပါအောင်နော်တပတ်တစ်ခါလေးရွှေပြုံသီးနဲ့ကြက်သားကိုဒီလိုအရေးတောက်ဆန်းလေးချက်စားပါတယ်ဒါပေမဲ့တစ်ခါမှရွှေပြုံသီးစီးရနဲ့မတွေ့ဘူးသေးပါဘူးရှင်ရွှေပြုံသီးတဲ့အချိုတက်လေးလည်းအပြင်ထွက်ခုနထည့်ထားတဲ့အချိုတက်လေးလည်းရွှေပြုံသီးတဲ့ဝင်အောင်လို့အဖုံးလေးအုပ်ပြီးတော့ခဏတဲထားပေးလိုက်ပါမယ်ရှင်ရွှေပြုံသီးတဲ့နေတော့မှငရုတ်သီးနဲ့ကြက်သွန်ဖြူကိုလည်းကြော်ထားပေးလိုက်ပါမယ်ရှင်ငရုတ်သီးကြော်မကြိုက်ဘူးဆိုရင်တော့စီမထည့်ဘဲနဲ့လှော်ထားပေးလဲရပါတယ်နော်အခုဆိုရင်တော့ငရုတ်သီးရောကြက်သွန်ဖြူရောအနံ့လေးတော်တော်လေးမှုေးလာပါပြီရှင်ရွှေပြုံသီးဦးလေးကိုတက်ပြန်ကြည့်လိုက်ပါအောင်မယ်ကြက်သားရောရွှေပြုံသီးရောကိုလိုချင်တဲ့နေထားရောက်နေပြီမို့လို့ပင်စိမ်းလေးခတ်ပေးပြီးသွားလို့ရှင်တော့အိုးချလို့ရပါပြီရှင်ကြက်သားရွှေပြုံသီးဟင်းရည်နဲ့အရန်လိုက်ဖက်မှုရှိတဲ့ငရုတ်တီးထောင်းလေးအတွက်စားရင်အရသာမဟုတ်တစ်မျိုးမျိုးရဲ့မက်ခါသီးရဲ့ပင်စိမ်းရဲ့အားလုံးရောထောင်းပေးလိုက်ပါမယ်ရှင်တချို့ကတော့မက်ခါသီးမကြိုက်တဲ့အတွက်မထည့်ပါနဲ့နော်အိမ်မှာလေတခြားဟင်းတစ်မျိုးမျိုးထပ်ချက်ချင်မှချက်မယ်ရွှေပြုံသီးနဲ့ကြက်သားချက်ပြီးဆိုလို့ရှင်ဒီငရုတ်သီးထောင်းကလေမပါမဖြစ်ကိုပါရတယ်ကျမမျိုးသားအစားတောက်ပေါ်သစ္စာရှိမှုပေါ့နော်စားခါနီးမှာတမြသီးလေးကိုနိုင်လေးညှက်ထည့်လိုက်နော်အားဆိုလို့ရှင်တော့အိုးဘာပြောကောင်းမလဲရန်ကိုလိုက်ဖတ်တာဒီအတွဲရလေအခုတလုံးကျမအရန်ကြိုက်တဲ့ငရုတ်သီးအနီအောင်လေးဝယ်မရတော့အယောင်မရှိစင်မရှိဖြစ်နေရပါတော့အဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်